ကဲညီကိုလေးအားလုံးပဲမြင်ကြပါပါကျွန်တော် Arsenal Manchester City တို့ကန်မဲ့ EFL Final ပွဲစဉ်အတွက်ကျွန်တော်ပွဲထွက် line up တွေ confirm ဖြစ်ပါပြီခင်ဗျာပွဲထွက် line up မှာတော့ကျွန်တော်ဂိုးသမားနေရာမှာ David Raya ကျွန်တော်နောက်တန်း sorry ဂိုးသမားနေရာမှာ keeper နောက်တန်းမှာဆို Van White Saliba Gabriel နဲ့အတူတူတစ်ဖက်မှာကျွန်တော်တို့ Hincapié တို့ပွဲထွက်လာပါတယ်ဒါပြင်ကျွန်တော်တို့ကွင်းလယ်မှာတော့ထုံးစံတိုင်း Zoumani Rice နဲ့အတူတူကျွန်တော်တို့နံပါတ်10ရိုနောက်ချန်တိုက်စစ်နေရာမှာတော့ Appreciate Aziz ကကျွန်တော်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်တို့အနည်းငယ်ဒဏ်ရာရတဲ့ပုံစံရှိတယ်ဒါပေမဲ့အတိလင်းတော့ဒဏ်ရာရဆိုတဲ့ပုံစံတော့မကြေညာထားဘူးအဲ့တော့ Aziz ကဘယ်လိုပုံစံကြောင့်နိုင်ယူလဲကျွန်တော်လည်းသိချင်မသိရဘူးဒါပေမဲ့လည်း Aziz ဒီနေ့ပွဲမှာမပါခဲ့ဘူး Aziz နေရာမှာတော့ကျွန်တော် Odigal လည်းဒဏ်ရာရနေတော့ဟာလာကန်အဗတ်နဲ့ပွဲထွက်လာတယ်တိုက်စစ်နေရာမှာတော့ Video Glass နဲ့တော့ပွဲထွက်လာပြီးတော့တောင်မန်နေမှာတော့ညာတောင်မန်မှာကျွန်တော်တို့ Bukayo Saka ဘယ်တောင်မန်မှာကျွန်တော် Trossard နဲ့ပွဲထွက်လာပါတယ်အရန်မှာတော့ကျွန်တော်တို့အင်အားကအရန်မှာလည်းတောင်းတောင်တင်းတင်းရှိပါတယ်ဒါပြင်ကျွန်တော် Manchester City ရဲ့ကျွန်တော်ဒီနေ့ပွဲစဉ် Manchester City ရဲ့ line up မှာဆိုလို့ချင်း Haaland နဲ့ Semenyo ကျွန်တော်တကယ်ကိုတွဲဖက်ထုတ်လာပြီးတော့ Dogu ရဲ့ Silva ရဲ့ဒီဘက်ကကျွန်တော်တို့ Chucky ရဲ့ပေါ်ထွက်လာတယ်နောက်မှာ Rodri အထိုင်နဲ့နောက်ပြီး O'Reilly နဲ့Aki နဲ့ Cosnor နဲ့ဒီဘက်ကကျွန်တော်တို့ Ronaldo နဲ့ပေါ်ထွက်လာတယ်ဂိုးသမားနေရာမှာ Trafford ဒါကလည်းစမ်းတယ်ဗျဂိုးသမားနေရာမှာ Trafford ဘာကြောင့်ဒီ Guardiola ကြီးသုံးလာတယ်လဲဆိုတော့ဒီ Fla ကတကယ်ရေးကြည့်ပါလေနှစ်သင်းလုံးတကယ်ကိုရေးကြည့်ပါနှစ်သင်းလုံးနောက်ဘာတွေလိုလုပ်ရမလဲဆိုတဲ့ idea နဲ့ပတ်သက်ပြီးတော့ဒီ Fla ကရေးကြည့်ပါဒါပေမဲ့ Guardiola ဘာကြောင့် Guardiola အခုလိုမျိုးဒီ Fla ကိုTrafford သုံးတယ်ကျွန်တော်လည်းမပြောတတ်ဘူး Ronaldo မိုင်းရှိနေ Ronaldo မိုင်းပွဲပန်းနဲ့ပြောအောင်လဲဟိုဂိုးသမားဗျာအဲ့လောက်ကြီးဟုတ်မနေသိရမှာကျွန်တော်တို့ကကြတော့ keeper ကိုသုံးတယ်ဆိုတော့ keeper ကခင်ဗျာအများကြီးသုံးပြလို့ရသေးတဲ့ကစားသမားဗျာအဲ့တော့ Ronaldo မိုင်းဘာကြောင့်မသုံးလဲဆိုတော့ကျွန်တော်ပွဲ result မှာကြည့်ရမယ် Trafford လည်းသုံးတာလည်းကောင်းပါတယ် Trafford လည်းတကယ်ကောင်းတဲ့လူငယ်ဂိုးသမားလေးပါဒါပေမဲ့ Guardiola ကြီးဘာတွေကြောင်ပြောက်လဲတော့ကျွန်တော်လည်းမပြောတတ်ဒါကတော့ Messi နဲ့ပတ်သက်လို့ကျွန်တော်နဲ့တော့မဆိုင်ပါဘူးเนาะအဲ့တော့ဒီတော့ပဲဆိုစကောင်ကျွန်တော်လက်ရှိမှာတော့ Arsenal တင်းကဒီပွဲတော်တိုင်းနဲ့17ရောက်မှာဆိုလို့ချင်းကျွန်တော်အားနေတဲ့နေရာတော့ဘယ်နေရာမှရှိမနေဘူးဂိမ်းကင်အနေနဲ့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးရှေ့ဆုံးပြပြီး Arsenal တင်းကိုနောက်ထပ်အောင်မြင်မှုတစ်ခုရယူတဲ့နေရာမှာသူဥဆောင်ပေးသွားနိုင်မလားကျွန်တော်စောင့်ကြည့်ရမယ်ပွဲပါဒါပြင်အာဒီတိုင်းတို့ကစားသမားအနေနဲ့ဒီနေ့ပွဲစဉ်တေးသေးချာချာပြင်ဆင်ထားလိုက်မလို့ကျွန်တော်မျှော်လင့်ပါတယ်ဒီတော့ပဲဆိုစကောင်ဒီဖလားကနှစ်သင်းလုံးတော့သေးရှင်တည်းများရေးကြည့်ပါတယ်နော်သေးရှင်တည်းများရေးကြည့်ပါတယ်ချိုရီဖလားလို့လူတိုင်းပြောနေကြပြီးတော့ချိုရီဖလားလောက်ရတာကတော့လောက်အောင်ပွဲခံရသလားလို့ပြောမဲ့ကောင်တွေအတွက်လည်းငါတို့ဖလားကန်ရင်းနဲ့စောင့်ဖို့အတွက်တော့ငါတို့ပြင်ဆင်ထားတယ်သို့တော့ result အားလုံးကပွဲပြီးမှသိအောင်ဖြစ်တဲ့အတွက်အားလုံးညီကိုတွေအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ watch လောက်မှပြန်ဆုံပါမယ်